ဆက်လက်ဆွေးနွေးမယ့် pattern က subject verb object VING ဖြစ်ပါတယ်ဒီနေရာမှာတော့ subject က object နဲ့ပတ်သက်တဲ့အပြုမှုတစ်ခုခုပြုလုပ်နေစေအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြင်နေတွေ့တယ်ကြားတယ်ခံစားမိတယ်အစရှိတဲ့အာယုံခံစားမှုနဲ့ပတ်သက်တဲ့ verb တွေအပါအဝင်ကျွန်တော်တို့က find keep leave catch အစရှိတဲ့ verb တွေနဲ့တွဲသုံးတဲ့ပုံစံဖြစ်ပါတယ်ဒီ pattern ဟာ verb အားလုံးအတွက်သုံးလို့ရတာမဟုတ်ဘဲနဲ့အခုပြောခဲ့တဲ့အာယုံခံစားမှုနဲ့ပတ်သက်တဲ့ verb တွေရဲ့ကျန်တဲ့ verb တချို့ရဲ့အဲ့ဒါတွေနဲ့ပဲသုံးလို့ရတယ်လို့မှတ်ပါကျွန်တော်သူတရားကိုဖြတ်လာတာမြင်ခဲ့တယ် subject ကျွန်တော် I verb မြင်ခဲ့တယ် saw object သူ him တရားကိုဖြတ်လာတာ crossing the bridge ဒီနေရာမှာကျွန်တော်ကသူတရားကိုဖြတ်လာတဲ့အခိုက်အတန့်ခဏလေးဖြတ်နေတော့ဆဲဆဲအပြုတ်မှုလေးကိုပဲမြင်လိုက်တဲ့သဘောပါဗျာအဲ့တော့ပြောနေဆိုနေတဲ့အချိန်မှာပဲမြင်လိုက်တဲ့သဘောသူတရားကိုဖြတ်လျှောက်တဲ့အစအဆုံးမြင်လိုက်တဲ့သဘောမဟုတ်ဘူးလို့ကြိုတင်သဘောပေါက်ထားပါကျွန်တော်ကသူ့ရဲ့ပြုတ်မှုနေစေအပြုတ်မှုလေးအခိုက်အတန့်ကိုပဲမြင်လိုက်တဲ့သဘောပါကျွန်တော်သူတရားကိုဖြတ်လာတာမြင်ခဲ့တယ်ကျွန်တော်တို့တခုခုလောင်ကျွမ်းနေတဲ့အနံ့ရတယ် subject ကျွန်တော်တို့ we verb အနံ့ရတယ် smell တခုခု object something လောင်ကျွမ်းနေတဲ့ VING burning ဖြစ်ပါတယ်ဒီမှာလဲတခုခုလောင်ကျွမ်းနေတဲ့အနံ့ထွက်လာတဲ့အခိုက်အတန့်မှာရလိုက်တယ်လို့ပြောတဲ့သဘောပါ we smell something burning ကျွန်တော်တို့ကောင်လေးလမ်းအောက်ဘက်ကိုရှောက်လာတာသတိပြုမိတယ် subject ကျွန်တော်တို့ we verb သတိပြုမိတယ် noticed object ကောင်လေး the boy လမ်းအောက်ဘက်ကိုရှောက်လာတာ walking down the street ဒီမှာလဲလမ်းအောက်ဘက်ကိုရှောက်လာတဲ့အခိုက်အတန့်လေးသတိပြုမိလိုက်တဲ့သဘောပါပဲသူမကသူခမည်းရဲ့စာကိုဖွင့်နေတာမြင်လိုက်တယ်လက်ပူးလက်ကျမိလိုက်တယ်ဆိုတဲ့သဘောကိုပြောတာပါ subject သူမက she verb ကတော့လက်ပူးလက်ကျမိလိုက်တဲ့သဘော caught ကိုသုံးပါတယ်သူလို့ပြောတော့ object him ခမည်းရဲ့စာကိုဖွင့်နေတာ opening your letter VING ဖြစ်ပါတယ်ဖွင့်နေစေအခိုက်အတန့်မှာကွက်တိမိလိုက်တဲ့သဘော she caught him opening your letter သူတို့သူဖဲရိုက်နေတာကိုတွေ့ခဲ့တယ်သူတို့ they subject verb ကတော့တွေ့ခဲ့တယ် found object to him ဖြစ်ပါတယ်ဖဲရိုက်နေတာ playing card ဒီ pattern မှာသုံးတဲ့ verb တွေက see hear smell taste feel ဆိုတဲ့အာယုံခံစားမှုနဲ့ပတ်သက်တဲ့ verb တွေရဲ့ find တွေ့လိုက်တယ် keep leave catch အဲ့ဒါတွေနဲ့ပတ်သက်တဲ့ verb တွေရဲ့လို့ပဲသဘောပေါက်ထားပါကျန်တဲ့တခြား verb အကုန်လုံးနဲ့တော့ဒီ pattern ကိုသုံးလို့ရတယ်လို့မဆိုနိုင်ပါဘူးအင်္ဂလိပ်လိုပြန်ရေးပါသူကမိကိုဆက်ပြီးမွေးထားတယ်သူကတော့ရှင်းပါတယ်မိကိုတဲ့ far အဲ့တော့ဆက်ပြီးမွေးထားတာကို burning ဆိုတာနဲ့နောက်မှာတော့ ing ပုံစံသုံးဖို့အတွက်ရှေ့မှာသုံးမဲ့ verb ကတော့ keep kept ဖြစ်ပါတယ်ဒီမှာတော့ kept ကိုသုံးလိုက်ပါမယ်အဲ့တော့ဒီဝေကြကိုအစားဆုံးပြောတော့ he kept the fur burning ပေါ့ဗျာသူကမိကိုဆက်ပြီးမွေးထားတယ်သူမက she သူ him ထွက်ပြေးသွားတာကတော့ running away မြင်ခဲ့တယ်စောပဲပေါ့ကျွန်တော်လက်ကတော့ my hand ပေါ့တုံးနေတာ trembling 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 ခံစားခဲ့မိတယ် felt
the take the boss အလုပ်သမားတွေကို the workers စောင့်ခိုင်းထားခဲ့တယ်ဒီမှာလည်းပဲစောင့်တာတော့ waiting ပေါ့ဗျာရှေ့မှာ kept နဲ့တွဲပါမယ်ကျွန်တော်တို့သူတစ်ပင်အောက်မှာထိုင်နေတာဒီနေရာမှာတော့ subject ပြီးလို့ရှိရင်သူ object တစ်ပင်အောက်မှာ under the tree ထိုင်နေတာ sitting ဖြစ်ပါတယ်တွေ့ခဲ့တယ်ကတော့ find a v2 found ပေါ့သူတို့ကကောင်လေးတွေဘောလုံးကန်နေတာကောင်လေးတွေဘောလုံးကန်နေတာ playing football မြင်ခဲ့တယ်သိပါတယ်ကြော့သူတို့စကားပြောနေကြတာကြားခဲ့တယ်တဲ့ကြော့သူတို့စကားပြောနေတာကိုကြားခဲ့တယ်ဆိုတဲ့အခါမှာတော့စကားပြောနေတာက talking ဖြစ်ပါတယ်ကြားခဲ့တာကတော့ he ရဲ့ past ဖြစ်ပါတယ် yeah the police ရဲတွေလို့ပြောတဲ့သဘောနော် the call ကတော့ the thief ပေါ့တိုက်ခန်းတဲ့ဖောက်ထွင်းနေတော့နဲ့ဒီမှာဆိုတော့တိုက်ခန်းတဲ့ဖောက်ထွင်းနေတော့က breaking into the flat ဖောက်ထွင်းဝင်ရောက်တဲ့သဘော breaking လို့သုံးတာဗျ breaking into the flat မိခဲ့တယ်ကတော့ catch a v2 caught ဖြစ်ပါတယ်ကျွန်တော်သူတို့တွေမြစ်ထဲမှာရေကူးနေတာ swimming in the river တတိပြုမိခဲ့တယ်သူတို့ကကျွန်တော်ကိုအပြင်ဘက်မှာဆက်ပြီးစောင့်ခိုင်းထားခဲ့တယ်ဆက်ပြီးစောင့်ခိုင်းတဲ့သဘောတော့ရှေ့ပိုင်းမှာဝက်ကြတယ်အများကြီးပြောထားပြီးပါပြီအပြင်ဘက်မှာကတော့ outside ဖြစ်ပါတယ် waiting outside ပေါ့ကျွန်တော်တို့တစ်ပင်တွေ the trees ဖြစ်ပါတယ်လေအလာမှာရိန်းခါနေတာ swaying in the wind swaying swaying in the wind ဖြစ်ပါတယ်မြင်ခဲ့တယ်ကတော့ရပါတယ်ဒီဗီဒီယိုကိုခေတ္တ pause လုပ်ပြီးအင်္ဂလိပ်လိုပြန်ရေးကြည့်ပါဦးပြီးရင်တော့ပေးထားတဲ့အဖြေနဲ့ညီနိုင်စစ်ဆေးကြည့်ပါအင်္ဂလိပ်လိုပြန်ရေးကြည့်ပါဦးသူတို့တွေတန်ငါသည်တွေက the fisherman men လို့ရေးပါမယ်မြစ်ထဲမှာငါးဖမ်းနေတာ fishing in the river တတိပြုမိခဲ့တယ်မောင်တငယ်ချင်းတွေဒီနေရာမှာ friends လို့ဒုံတီပြောလို့မရဘူးမောင်သူ့ရဲ့တငယ်ချင်းဆိုတဲ့သဘော his friends လို့ပြောမှဖြစ်ပါလိမ့်မယ်အိမ်ရှိကနေ in front of the house သူ့ကို all call နေတာ calling him ကြားလိုက်တဲ့ a sound with the watchman မီးတွေကိုထွန်းထားခဲ့တယ်တဲ့ဒီမှာမီးတွေဆိုရင်တော့ the lights လို့ s နဲ့တွဲပြောရပါတယ်ထွန်းထားတာတော့ဖွင့်ထားတာ switch on switching on လို့သုံးပါပေါ့အဲဒီခါမှာအဲ့လိုမျိုး z တိုက်ပြုလုပ်ထားတဲ့သဘောကိုပြောဖို့အတွက်ကတော့ရှေ့မှာ cap ကိုသုံးပါမယ်ဒီမှာတော့ cap ကိုကျွန်တော်တို့ကထိမ့်သိမ်းထားခဲ့တယ်လို့ဘာသာပြန်စရာမလိုတာတော့သဘောပေါက်မှာဖြစ်ပါတယ်ဆိုင်ရှင်က the shopkeeper လူတယောက် a man ယတနာတွေလို့ပြောတဲ့အခါ jewels လို့ပြောမယ်နော် jewels jewels တော့အများကြီးအဖြစ်သုံးလို့ရပါတယ်ခိုးယူနေတာ stealing မိသွားခဲ့တယ်ဆရာကကျောင်းသူတယောက် a school girl အတန်းထဲမှာ in the class ဝတ္ထုဖတ်နေတာ reading a novel မိသွားခဲ့တယ်ဆရာကကျောင်းသားတွေကိုအိမ်စာတွေဆက်ပြီးလုပ်ခိုင်းခဲ့ပါတယ်ဆက်ပြီးလုပ်ခိုင်းတဲ့သဘောဒါကတော့ရှေ့မှာ verb ကတော့ keep ရဲ့ past ပုံစံသုံးပါမယ်အိမ်စာလုပ်တာက do their homework အဲ့ဒါကို ing ပုံစံပြောင်းမယ်နော်သူကတယောက်က someone ဖြစ်ပါတယ်အခန်းထဲဝင်လာတာ entering the room ခံစားမိရတယ်သူတို့ကအဖိုးတယောက် an old man တောနဲ့ထဲမှာ in the deep forest တယောက်တည်းနေတာ living alone တွေ့ခဲ့တဲ့ found ဖြစ်ပါတယ်ကြော့သူမိပါတယ် his parents အခန်းထဲမှာ in the living room သူနဲ့ပတ်သက်ပြီးဆွေးနွေးနေတာ having a discussion about him ကြားခဲ့တယ်ဗီဒီယိုကိုခေတ္တ pause လုပ်ပြီးအင်္ဂလိပ်လိုပြန်ရေးကြည့်ပါပြီးရင်အဖြေနဲ့ညှိကြည့်ပါဆက်လက်
ဆွေးနွေးမဲ့ pattern က subject verb object v1 ဖြစ်ပါတယ်သူဟာရှေ့မှာပြောထားတဲ့ pattern နဲ့ဆက်ဆက်မှုရှိပါတယ်ရှေ့မှာပြောထားတဲ့ pattern မှာက VING ကိုသုံးထားတော့ပြုလုပ်နေစေအခိုက်အတန့်ကိုမြင်လိုက်ကြားလိုက်တွေ့လိုက်တဲ့သဘောမိလိုက်တဲ့သဘောပေါ့အခုဒီနေရာမှာသုံးထားတဲ့ V1 ကတော့ဖြစ်စဉ်အစအဆုံးအကုန်လုံးကိုမြင်လိုက်တဲ့သဘောလို့ပြောတာဖြစ်ပါတယ် VING ကိုသုံးရင်အခိုက်အတန့်လေးကိုမြင်လိုက်တာအခုလိုမျိုး V1 ကိုသုံးရင်တော့အစအဆုံးအကုန်လုံးကိုမြင်လိုက်တာလို့သဘောပေါက်ပါကျွန်တော်သူထွက်ခွာသွားတာတွေ့လိုက်တယ် subject ကျွန်တော် I ဖြစ်ပါတယ် verb တွေ့လိုက်တယ် saw object he တိုးတော်လည်းပဲ object နေရာမှာမလို့ him သုံးရမှာဖြစ်ပါတယ်ထွက်သွားတာ go out ဒီမှာ to မထည့်ရတာသတိပြုစေချင်ပါတယ်သူထွက်သွားတာအင်းအပြင်ကိုခြေလန်းစတာကနေပြီးချမ်းဝန်းအပြင်ဟိုးမျက်စိအောက်ကမျက်စိအမြင်ကနေပျောက်သွားတဲ့အထိအစာဆုံးတွေ့လိုက်တဲ့သဘောဖြစ်ရအစာဆုံးကိုတွေ့တဲ့သဘောဖြစ်ပါတယ်ကြည့်လိုက်တဲ့သဘောဖြစ်ပါတယ် I saw him go out သူမကသူလက်ပတ်နိုင်ခိုးတာကိုစောင့်ကြည့်ခဲ့တဲ့ subject she သူမက verb စောင့်ကြည့်ခဲ့တဲ့ was object him သူလက်ပတ်နိုင်ခိုးတာ steal the watch ကိုးဖို့စတင်ဟန်ပြင်ရာမှသည်ခိုးပြီးထွက်သွားကန်ဒီအချိန်အထိအစအဆုံးကိုစောင့်ကြည့်တဲ့သဘောပြောတာပါဖြစ်ရအစဆုံးကိုပြောဖို့အတွက် V1 ကိုသုံးထားပါတယ်တကယ်တော့ V1 လို့ပြောမယ်စာပိုတိကျအောင်ပြောရင်တော့လေသူက infinitive without to မပါတဲ့ infinitive ဖြစ်ပါတယ်ကျွန်တော်တို့သူတချင်းဆိုတာကြားခဲ့တယ် subject ကျွန်တော်တို့ we ကြားခဲ့တယ် heart verb ဖြစ်ပါတယ် object သူမ her ဖြစ်ပါတယ်တချင်းဆိုတာ sing တချင်းအစအဆုံးပြီးအောင်နားထောင်ခဲ့တဲ့သဘောပေါ့တခိုးကတစုံတစ်ယောက်သူ့လက်ကိုလာထိတာခံစားမိတယ်တဲ့ subject တခိုးက the thief verb ခံစားမိတယ် felt object တစုံတစ်ယောက် someone သူ့လက်ကိုလာထိတာ touch his arm the thief felt someone touch his arm ကျွန်တော်ကိုသွားခွင့်ပြုပါတယ်ဒီနေရာမှာတော့ရှေ့မှာရှိတဲ့ subject ကတော့ခမည်းလို့ပြောတဲ့ you သူ့ကိုမြုပ်ထားပါတယ် verb ကတော့ခွင့်ပြုတယ် let ဖြစ်ပါတယ်ကျွန်တော်ကိုဆိုတော့ me ပေါ့သွားတာကတော့ go let me go တဲ့နော်ကဲဒီနေရာမှာဒီ pattern မှာသုံးလို့ရတဲ့ verb တွေကအောက်မှာပေးထားတယ် see hear listen နောက်မှာတူပါတယ် smell feel watch notice find observe get catch keep leave set start make let ဒီနေရာမှာနောက်ပိုင်းဆက်ပြောထားတဲ့ verb တွေဟာတဲ့သူတို့ရဲ့မူလအဓိပ္ပာယ်တွေအတိုင်းဘာသာပြန်စရာမလိုပဲပေးထားတဲ့ဝက်ကြတွေနဲ့ပေးထားတဲ့ဝက်ကြမှာပါတဲ့တခြားစကားလုံးတွေနဲ့ရှင်တွဲပြီးအဆင်ပြေအောင်ဘာသာပြန်ပေးရတယ်လို့သဘောပေါက်ပါအင်္ဂလိပ်လိုပြန်ရေးပါကျွန်တော်တို့က we ပေါ့ဗျာမောင်းမောင်းကောင်းကောင်းမွန်မွန်ပြုမှုအောင်တဲ့ဒီနေရာမှာတော့လည်းပဲကောင်းကောင်းမွန်မွန်ပြုမှုအောင်ဆိုတော့ behave well ပေါ့ဗျာလှုပ်ဆောင်ပြီးခဲ့တဲ့ MADE ဖြစ်ပါတယ်ကျွန်တော်ကြောပေါ်မှာတဲ့ on my back ပွေရစိတ်တကောင်ကတော့ an ant ပေါ်တွားသွားနေတာ crawl ဖြစ်ပါတယ်ခံစားသိရှိနေတယ်ဒီနေရာမှာတော့လည်းပဲတွားသွားနေတာကိုအစအဆုံးခံစားသိရှိနေတဲ့သဘောလို့ဖြစ်ရအစအဆုံးကိုရည်ရွယ်တဲ့သဘောလို့သဘောပေါက်ထားလိုက်ရင်ဖြစ်ပါပြီသူတို့တွေအဖို့ကိုလမ်းဖြတ်ကူးတာမြင်ခဲ့တယ်နော်လမ်းဖြတ်ကူးတာအစအဆုံးမြင်လိုက်တယ်သွားတော့မကူညီဘူးဗျာတော်တော်ဆိုးတဲ့သူတွေဗျာကဲအဲ့ဒီခါမှာတော့သူတို့တွေကတော့ရပါပြီဒီနေရာမှာအဖို့ကိုလမ်းဖြတ်ကူးတာ cross the road ဖြစ်ပါတယ်တခုခုလောင်ကျွမ်းတဲ့အနံ့ရတယ်လို့ပြောတဲ့အခါအနံ့ရတယ်က smelt ဖြစ်ပါတယ်တခုခု something လောင်ကျွမ်းတာ burn ကျွန်တော်ကောင်လေးတွေလမ်းအောက်ဘက်ကိုပြေးသွားတဲ့အစအဆုံးမြင်လိုက်တဲ့သဘော
run down the street သူတို့ကောင်းမလေးတချင်းဆိုတာဒီမှာလည်းပဲတချင်းဆိုတဲ့အစအဆုံးကြားလိုက်တဲ့သဘောသူကဥယျာဉ်ထဲမှာပန်းတွေပွင့်တာသတိပြုမိခဲ့တယ်ဟောအစဆုံးလိုက်ကြည့်ပြီးတော့မှပန်းတွေပွင့်လို့ပါလားဟုတ်ပြီနော်ဒီနေရာမှာတော့လည်းပဲကျွန်တော်တွေကဥယျာဉ်ထဲမှာ in the garden ပန်းတွေပွင့်တာတဲ့ဒီမှာတော့ပွင့်တာက bloom ဖြစ်ပါတယ်ပန်းတွေက sunflowers အဲ့တော့သတိပြုမိတယ်က noticed ဖြစ်ပါတယ်မမသူ့မောင်လေးအခန်းထောက်မှာ in the corner of the room in the corner of the room ထိုင်နေတာ sit ဖြစ်ပါတယ်တွေ့ရှိခဲ့တယ်တဲ့တွေ့ခဲ့တယ်ဗောသူ့မောင်လေးအခန်းထောက်မှာထိုင်နေတာထိုင်ပြီးဘာလုပ်သလဲအစအဆုံးသူစောင့်ကြည့်နေတဲ့သဘောသူတို့မောင်အပြင်ကိုထွက်သွားတာမိသွားခဲ့တယ်ဒါလည်းပဲအစအဆုံးထွက်သွားတာကိုအစအဆုံးကြည့်နေပြီးဖမ်းလိုက်တဲ့သဘောကျွန်တော်တို့မောင်ကိုသွားခွင့်ပြုလိုက်တယ်ဒါလည်းရပါတယ်လူတချို့က some people သူတော်စင်တပါ a saint တော်ရဲကဂူတကူမှာ at a cave in the forest တရားအားထုတ်နေတာ meditate ဖြစ်ပါတယ်တွေ့ရတဲ့က found ကောင်လေးတွေရပါတယ်လူစိမ်းတယောက် a stranger လမ်းတောင်မှာ at the corner of the street ရစ်တီလုံးနေတာ loiter 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 တတိပြုမိခဲ့တဲ့ noticed ရွာသားတွေခလန်းလန်းဆိုတဲ့အခါမှာတော့ကျွန်တော်ရ from a distance လို့ပြောမယ်ဗျာ from a distance ဘုံပေါက်ကွဲတန်းလို့ပြောတော့ blow out ဖြစ်ပါတယ်ဘုံဆိုတော့ a bomb ပေါ့ကြားခဲ့တယ်က hard ဖြစ်ပါတယ်အဲ့တော့ pattern အတိုင်းဘလို့စီမလဲစဉ်းစားကြည့်ပြနော်မောင်တစုံတယောက်အခန်းထဲကိုဝင်လာတယ်เนาะအခန်းထဲကိုဝင်လာတဲ့အစဆုံးကိုပြောနေတဲ့သဘောကျွန်တော်တို့စပားကင်းတွေလှိုင်းလုံးတွေလို့လှုပ်ရှားတာကိုစောင့်ကြည့်ရတဲ့အစဆုံးစောင့်ကြည့်တဲ့သဘောဒီနေရာမှာတော့စပားကင်းက paddy fields ဖြစ်ပါတယ် paddy paddy fields fields ဖြစ်ပါတယ်လှိုင်းလုံးတွေလို့လှုပ်ရှားတာ move as waves ပေးထားတဲ့အဖြစ်နဲ့ပြန်လဲတိုက်ဆိုင်ညှိနှိုင်းကြည့်ပါအင်္ဂလိပ်စာကိုလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့မှန်မှန်ကန်ကန်တက်မြောက်ခြင်းသူတိုင်းအတွက်ဆရာမိုး follow me YouTube channel မှာအင်္ဂလိပ်စာနဲ့သက်ဆိုင်တဲ့အစီအစဉ်အများပြားကိုဇက်တိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီအစီအစဉ်ကိုစတင်ကြည့်ရှုသူတွေအနေနဲ့ like share နဲ့ subscribe လုပ်ထားပေးဖို့အကြံပြုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ See you next time.